ကမ္ဘာပေါ်လုံးလောကရဲ့အောင်မြင်ဆုံးကစားသမားလီယိုနယ်မက်ဆီရဲ့ဖခင်ဖြစ်သူဟော်ရေးမက်ဆီကအသက်68နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါပြီ။သူကကာလရှည်ကြာနာတာရှည်ယောဂဝေဒနာကိုခံစားခဲ့ရပြီးတဲ့နောက်မှာသူတို့ရဲ့ဇာတိမြေဖြစ်တဲ့အာဂျင်တီးနားနိုင်ငံရိုဆာရီယိုမြို့ကစေကန်တစ်ခုမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဟော်ရေးမက်ဆီကမက်ဆီအတွက်ဖခင်တရားတင်မဟုတ်ပဲနဲ့မက်ဆီရဲ့ဘောလုံးသမိုင်းတစ်လျှောက်မှာအနီးကပ်ဆုံးရှိခဲ့တဲ့သူပါ။ရိုဆာရီယိုမြို့ကတမနီဆက်ရုံမှာလှုပ်လှုပ်ရင်းနဲ့တာဖြစ်သူရဲ့ဘောလုံးပါရမီကိုအစောဆုံးမြင်ခဲ့တာကလည်းဒီဖခင်ကြီးဖြစ်ပါတယ်။မက်ဆီအသက်17နှစ်အရွယ်မှာကြီးထွားဟော်မုန်းချို့တဲ့တဲ့ယောဂခံစားခဲ့ရစဉ်ကဇယိုက်စကကြီးမားတဲ့စေကူတာမှုစရိတ်တွေကိုဘာစီလိုနာအသင်းနဲ့ချိတ်ဆက်ပြီးတော့တာဖြစ်သူရဲ့အိမ်မက်ကိုအသက်သွင်းပေးခဲ့တာဖြစ်ပါတယ်။မက်ဆီဘာစီလိုနာအသင်းမှာစပြီးကစားချိန်ကစားလို့ကမ္ဘာအကောင်ဆုံးကစားသမားစုတွေကိုတင်ပိုင်နိုင်ခဲ့တဲ့အချိန်ထိဟော်ဟေးဟာတာဖြစ်သူရဲ့အေဂျင့်ဖြစ်ရောအနီးကပ်ဆုံးလမ်းပြသူဖြစ်ပါအရေးလိုလိုက်ပါဆောက်ရှောက်ခဲ့ပါတယ်။မက်ဆီအခက်အခဲတွေကြုံတိုင်းဝေဖန်မှုတွေခံရတိုင်းတာပြစ်သူရှိကနေအမြဲတမ်းကာကွယ်ပေးခဲ့တဲ့ဖခင်ကြီးဖြစ်ပါတယ်။မက်ဆီကမ္ဘာဖလားကြီးကိုနန်းဆိုင်နိုင်ခဲ့တဲ့အမြင့်ဆုံးအောင်မြင်မှုနေ့ရက်တွေမှာလည်းဒီဖခင်ကြီးကအနီးကပ်ရှိနေခဲ့ပါတယ်။အခုတော့ဒီဖခင်ကြီးကတာပြစ်သူကိုကမ္ဘာအထွတ်ထိပ်မှာထားရစ်ခဲ့ပြီးတော့နောက်ဆုံးကြီးကိုထွက်ခွာသွားခဲ့ပါပြီ။သတင်းတွေအရမက်ဆီကဖခင်ကြီးကွယ်လွန်သွားကြောင်းသိရပြီးတဲ့နောက်မှာအမေရိကန်ကနေအာဂျင်တီးနားနိုင်ငံရိုဆာရီယိုမြို့စီကိုမိသားစုနဲ့အတူချက်ချင်းပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒီဝန်ထဲတဲ့အချိန်မှာအာဂျင်တီးနားဘောလုံးဖွဲ့ချုပ်ဘာစီလိုနာအင်တာမိုင်ယာမီနဲ့ကမ္ဘာတစ်ဝန်းကဘောလုံးအသင်းတွေကစားသမားတွေကမက်ဆီနဲ့မိသားစုအတွက်ထပ်တူထပ်မြဝမ်းနေရကြောင်းသဝန်လာတွေပေးပို့နေကြသလိုကွင်းတွင်းမှာလည်းတမန်နင်းချိန်တက်ပြီးတော့ကွန်ပျူခဲ့ကြပါတယ်။လီယိုမက်ဆီအနေနဲ့နောက်ထပ်ဂိုးသွင်းပြီးတိုင်းမှာကောင်းကင်ဘုံကသူ့ရဲ့အဖွာအပြေပေါ်မှာသူ့ရဲ့ဖခင်ကိုပါတိုင်တယ်ပြီးတော့ဂုဏ်ပြုပေးနေတော့မယ်ဆိုတာသိကြပါပဲ။